အိမ်မှာဆိုင်ငယ်ရှိလားရှိရရော့လာငါပေးရ73စီဈေးတွေမြင့်တက်လာပြီးစုံမပြဿနာတွေကြောင့်ရန်ကုန်မှာမက်လလေကနေစတင်ပြီး YBS ကားစီးနှင်းသူတွေမြင့်တက်လာနေတယ်လို့ရပိုင်းအတွင်းနေ့စဉ်စီးသူလူဦးရေ2သိန်းနီးပါးတိုးလာပါတယ်။ဖေလုံးမစီတိုင်းရဟာတွေဖေမစီတိုင်းတွေအဲ့ရောင်းတာဟိုကားမှဒီကားမှနဲ့ပြောတဲ့စီတိုင်းတွေမီးလောင်ကြပါသေးတော့ပြောမှာပဲမီးကြီးကျယ်ကိုလောင်ကြပါသေးတော့ဒါပေမဲ့စီထဲတဲ့နေရာမှာကွာစီဆိုင်ရောက်တဲ့အခါမှာမန်နေဂျာစီလာထဲတဲ့ကားတွေကိုကြည့်တဲ့အကြည့်ရကွာမသိသူတို့စာထိုင်စားနေတဲ့ပုံစံမျိုးနဲ့ကြည့်ရကွာအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီကနေ့မှလည်း73ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ထူးခြားသတင်းအကြောင်းအရာလေးတွေကိုစူးစီးပေးထားပါတယ်ဆိုတော့ဗီဒီယိုလေးကိုစရအောင်ပါ73စီဈေးတွေမြင့်တက်လာပြီးစုံမပြဿနာတွေကြောင့်ရန်ကုန်မှာမက်လလေကနေစတင်ပြီး YBS ကားစီးနှင်းသူတွေမြင့်တက်လာနေတယ်လို့ရပိုင်းအတွင်းနေ့စဉ်စီးသူလူဦးရေ2သိန်းနီးပါးတိုးလာပါတယ်YBS စီးသူနေ့စဉ်စည်ရင်အရာ2026ခုနှစ်မက်လ12ရက်နေ့ကစီးနှင်းသူလူဦးရေဟာ1,488,419 ဦးရှိရာကနေ2026ခုနှစ်မက်လ15ရက်နေ့မှာစီးနှင်းသူဦးရေဟာ1,606,9,292 ဦးအထိမြင့်တက်လာခဲ့တာတွေ့ရပါတယ်။ဖေလုံးမစီတိုင်းရဟာတွေဖေမစီတိုင်းတွေအဲ့ရောင်းတာဟိုကားမှဒီကားမှနဲ့ပြောတဲ့စီတိုင်းတွေမီးလောင်ကြပါသေးတော့ပြောမှာပဲမီးကြီးကျယ်ကိုလောင်ကြပါသေးတော့ဒီမဲ့ကုန်းနေပါတယ်ဒီကုန်းနေပါရဲ့တဲ့နဲ့ကိုကုန်းကားမှတွေရောဘာကားမှတွေရောခွဲတဲ့စီတိုင်းတွေနော်ဟိုကားမှဒီကားမှနဲ့စုံဆိုလို့စုံတဲ့ရက်ကိုတောင်းစုံရက်မလို့စုံရက်ကိုတိုင်းစီထဲတာတော့မပေးတဲ့ဆိုင်တွေနော်ဟိုကားမှဒီကားမှနဲ့လုတ်တဲ့စီဆိုင်တွေနော်ဘီလောင်ကြပါစေပစိုးနဲ့ကြပါစေနော်ဘယ်ရက်လုံးစားမှာတော့နော်ဖယ်လုံးမဆိုင်နေဖယ်လုံးစီဆိုင်နေနော်တော်လေးကိုခက်ခဲနေကြလိုက်တဲ့စီဆိုင်နေသေစိုးနဲ့ကြပါစေစီအောင်တဲ့သူတွေလည်းစောက်ခွက်တွေကိုတင်းလို့မရုပ်တွေနဲ့ဖယ်လုံးမစီဆိုင်နေသေစိုးနဲ့ကြပါစေတော့နော်တော်ကိုဦးရတယ်မဲကနာမည်မဲဘိုင်းကနေနာမည်မဲငါအဲ့နာမည်နဲ့ကိုတက်ပြောမှာဖယ်လုံးမစီတိုင်းနေတော်ဦးရတာစုံရက်ဆိုလို့စုံရက်လက်ထောက်ရသေးစီလည်းမရဘူးကုန်းကားဆိုလို့လည်းဒီမှာကုန်းနေနဲ့လမ်းမှာတင်းလာတော့မှမရဘူးဘယ်စီတိုင်းလဲဘယ်စီတိုင်းလဲနဲ့မေးတဲ့သူတွေစကိုင်းရအောင်မြစ်တာစီတိုင်းမှာနော်ကျမတို့ခွေးမောင်းတယ်လို့မောင်းထုတ်တာနော်ခုပြောရင်ခုမျက်စိနဲ့မြင်ပြီးခုဒေါသတွေထွက်တာကျမတို့ခွေးမောင်းတယ်လို့မောင်းထုတ်တာသူ့ဘာသူတိုင်းတိုင်းမတိုင်းနေတဲ့စီတိုင်းရစောက်ကောင်မတွေကလည်းသူ့ဘာသူတိုင်းတိုင်းမတိုင်းနေဒီနားရမပေးတော့ဘူးတဲ့နော်စီရောက်စားလို့တာပေါ့နော်နင်တို့ကစီကိုအဲ့ဆိုစီရောက်မစားနဲ့လေစားချိတ်ထားလိုက်ဘယ်ကမှပေးမယ်ဆိုပြီးစားချိတ်ထားလိုက်စားရှိလို့နင်တို့ရောက်စားလို့မလို့ဟာဘယ်ကားတွေကိုဆိုမပေးဘူးဘလို့မျိုးစားဆိုမပေးဘူးဆိုပြီးစားချိတ်ထားလိုက်ဟာငါတို့လည်းမတန်းတော့ဘူးလေငါတို့လည်းဝင်မတိုးတော့ဘူးတန်းရတာကားမများပါဘူးကားများလို့မဟုတ်ကားမများလို့ကိုဝင်တန်းလိုက်တာကိုတို့မနဲ့တုံးကသွားတုံးကကြတော့ကုန်နေနဲ့မို့လို့အလေးကြီးတွေနဲ့သူတို့ကဘယ်ချိန်ပေးမှမသိလို့ဆိုပြီးတော့ကျမတို့တန်းမသွားဘူးစီမရခဲ့ဘူးအပြန်ကြတော့သူတို့ပေးနေတာတွေ့လို့မို့လို့ငါတို့ကုန်ကတော့ဒီမှာကျမပြမယ်ဒီဆက်ပြစီကုန်ကိုမပါလို့တဲ့နော်ကုန်မပါလို့တဲ့ဟောဒီမှာဒါဆက်ပြစီဒီဥစ္စာကြီးနဲ့ပေပါထဲမှာကျမအဲ့နေမနေ့ကရိုက်ပြထားတယ်လေပေပါဒါတွေနဲ့အပြည့်ဟောလို့အမောက်ကြီးတွေကိုထည့်ထားတဲ့ပေပါအဲ့ဒီပေပါထဲဟိုမှာကျမတို့ကထည့်တာမနေ့တော့ကမန္တလေးကပို့ပြီးပြန်လာတာတော့ကြတော့ခွန်မဲလေဒီဟာချက်တဲ့စေးအိတ်ပါတယ်နော်အဲ့စေးအိတ်ပါတယ်စေးအိတ်ဆိုတဲ့နဲတာမဟုတ်ဘူးအဲ့ဒါကိုကျမတို့မပါလို့တဲ့ကုန်မပါလို့တဲ့ပြောတာသိလားစီရောင်းတဲ့အဲ့ဘိုးတော်အသက်50ကျော်လောက်ရှိပါပြီနော်တော်ယွန်းနာလူမြန်ခွဲမောင်းလို့မောင်းထုတ်တာသူတို့ဝင့်မလဲပါသေးနဲ့နော်ကိုဒီဘဝမှာလူဖြစ်ပြီးခွဲမောင်းလို့မောင်းထုတ်တာနောက်ဘဝကျရင်သူတို့အဲ့ဒါခွဲဖြစ်ပြီးတော့ခွဲမောင်းလို့မောင်းထုတ်ရပါသေးတော့စီထဲတဲ့နေရာမှာပထမဦးဆုံးချမှတ်တာကတော့စုံနဲ့မနဲ့ခွဲတယ်ရတယ်အဲ့ဒါလည်းဘာမှမဖြစ်ဘူးပြီးတော့ဘာလို့လဲဆိုရင်အခရာနဲ့ထပ်ပြီးတော့မှခွဲတယ်ရတယ်ပြီးတော့ဘာလို့လဲဆိုရင်ကျူအာကုတ်ဖတ်ပြီးတော့မှကျူအာကုတ်ဖတ်ပြီးနောက်တစ်ချိန်မထည့်ရဒါမျိုးတွေထပ်ပြီးတော့မှလုပ်တယ်ရတယ်ဘာမှမဖြစ်ဘူးဒါပေမဲ့စီထဲတဲ့နေရာမှာကွာစီဆိုင်ရောက်တဲ့အခါမှာမန်နေဂျာစီလာထဲတဲ့ကားတွေကိုကြည့်တဲ့အကြည့်ရကွာမသိသူတို့စာထိုင်စားနေတဲ့ပုံစံမျိုးနဲ့ကြည့်ရကွာအမေအဲ့ဒါမပြီးသေးဘူးစီထဲပေးတဲ့ကလေးတွေကလည်းကွာအရင်တော့က
စီတွေမပြတ်ခင်တော့ဆိုရင်စီတွေလာထည့်ပြီးဆိုလို့ရှိရင်ပြပြတဲ့ထည့်ပေးတာ customer ဟိုတကယ်ပဲယိုသေးဆက်ဆံတယ်အခုချိန်ကြမှာကွာစီတော့ထည့်လို့ရှိရင်ဘာအလုပ်တွေရှုပ်လို့ရှုပ်နေမှမသိဘူးအလုပ်ပေါင်း3600လားသူတို့အလုပ်တွေကြီးပဲအလုပ်တွေရှုပ်ပြတလို့ဘာလို့စီလာထည့်တဲ့ကားတွေကိုလည်းမတင်ကားနဲ့မျိုးလုံးတွေနဲ့ကြည်စီထည့်တဲ့အခါမှာဘယ်သူ့ကိုအဖေခေါ်လို့ခေါ်ရမှမသိဘူးကြောက်နေရတာကွာစီတန်းစီတာတနေကုန်တန်းစီတာစီတယ်ဘာမှမဖြစ်ဘူးတနေကုန်တန်းစီတယ်ဘာမှမဖြစ်ဘူးစီလို့ရသေးတယ်အခုကစီထဲတဲ့နေရာရောက်တော့ဘ누구ကိုကြောက်လို့ကြောက်အောင်မသိဘူးကွာမျက်နှာတွေကြည့်ပြီးတော့မှထည့်နေရတာတလောကလုံးစီတန်းကငါတို့ကိုပဲလှုပ်ကြွေးထားတဲ့ပုံစံနဲ့ကြည့်နေရတာတိတ်မခံနိုင်ဘူးကွာ အခုစီကဘယ်လိုပေးပြီလဲဆိုတော့အရင်တော့ကျွန်တော်တို့စုံမရင်နဲ့ခွဲပြီးတော့တရချားတစ်ခါပေးတယ်အခုကဘယ်လိုပေးမှလဲဆိုတော့ကျွန်တော်တို့ကတစ်ပတ်ကို2ကြိမ်ပေးမယ်တစ်ကြိမ်တည်းပြည့်ဖြည့်သွားလဲရတယ်အဲ့တော့တစ်ကြိမ်တည်းနဲ့ဆန့်နေဆိုရင်လည်းပြည့်ဖြည့်သွားမဆန့်ရင်လည်းနောက်တစ်ကြိမ်ထပ်လာယူလို့ရတယ်ဒါပေမဲ့နောက်ထပ်မဆန့်လို့နောက်ထပ်ထပ်လာဖြည့်ရင်တော့မရတော့ဘူးပေါ့နော်အဲ့တော့အဲ့မှာအခုတစ်ပတ်ကို2ကြိမ်စီဖြည့်လို့ရတယ်တစ်ကြိမ်တည်းလည်းဖြည့်လို့ရတယ်ဆိုတော့တစ်ပတ်ကိုတစ်လကို4ကြိမ်ဖြည့်လို့ရမယ်သို့မဟုတ်8ကြိမ်ဖြည့်လို့ရမယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်အရင်တော့ကျတော့ကျွန်တော်တစ်လကို15ရက်ဖြည့်လို့ရမယ်အခုတော့တစ်လအလုံးစုံမှာ8ကြိမ်ပဲဖြည့်လို့ရမှာဆိုတော့ကားတန်းစီတဲ့အရေအတွက်ကတော့အရင်ထက်ကို2ဆကြော်တော့နေသွားမယ်လို့ထင်တယ်ပြီးတော့တခါတည်းစတဲ့သူတွေလည်းတခါတည်းဝယ်သွားလို့ရတယ်ဆိုတော့လေဒီမှာပုံမှန်ပေါ့တော့ဆိုင်ကယ်တွေက8လီတာပေးတယ်ပြီးတော့လို့ရှိရင်ကျွန်တော်3ဘိန်းတွေက25လီတာပေးတယ်ထော်လာကြီးတွေကလီတာ30ပေးတယ်ကျွန်တော်ပြီးရင်အိမ်စီးကားတွေဟို2000cc နဲ့အောက်ဆိုရင်35လီတာပေးတယ်ပြီးတော့လို့ရှိရင် 2000cc နဲ့ 3000cc တရားဆိုရင်40လီတာပေးမယ်3000အထက်ဆိုရင်45လီတာပေးမယ်ပေါ့နော်တက်စီတွေတို့နံပါတ်အနီဆိုရင်တော့တစ်ပတ်ကို3ချိန်ရမယ်သူကလီတာ90အထက်ပေးမယ် 2000cc ထက်ဆိုတော့လီတာ100အထိပေးမယ်အဲ့လိုမျိုးကျွန်တော် light truck တို့ဘာတို့ဆိုရင်တော့လီတာ90ပေးတယ်လီတာ100ပေးတယ်ဒါပေမဲ့သူကတစ်ပတ်2ချိန်ပဲရမယ်နော်အဲ့တော့ကျွန်တော်အများသုံးကြတဲ့အိမ်သုံးကားတွေပဲပြောကြမယ်2000အောက်ကို35လီတာပေးတယ်ဆိုတော့35လီတာဆိုတော့တစ်လကို35အမြောက်4ဆိုတော့ကျွန်တော်တစ်လကိုလီတာဟိုဟာတော့100ကျော်နီးနီးရတယ်ပေါ့နော်အဲ့တော့ဒီတိုင်းဆိုတော့ကျွန်တော်အိမ်သုံးကားတွေအတွက်ကတော့တကယ်တော့တေချာပေါက်လောက်တယ်တေချာပေါက်လောက်တယ်အဲ့တော့မလောက်မှာကဘယ်အတွက်စိတ်ပူရမှာလဲဆိုရင်ကျွန်တော်ဒီဟိုဟာကုန်တင်ကားအကြီးတွေတို့ကားတကပြင်နောက်တစ်ခါလုပ်ငန်းသုံးတွေတို့ဒါသူတို့အတွက်လောက်ပါမလားအဲ့ဒါပဲစဉ်းစားအောင်ပါပေါ့နော်အဲ့ဆိုတေချာတော့ကျွန်တော်အိမ်စီးကားတွေအတွက်ကတော့လောက်တယ်တက်စီတွေအတွက်လည်းလီတာ100ဆိုတော့လောက်နိုင်တယ် လုပ်ငန်းသုံးကားတွေအတွက်ကတော့လောက်မှာမဟုတ်ဘူးပြပေါ့နော်အဲ့တော့စီတွေကလော့ရသားနဲ့ဘာလို့မောင်ခိုဈေးကွက်မှာဖြစ်နေလဲဆိုတော့မောင်ခိုဈေးကွက်မှာခုဆိုရင်ကျွန်တော်တပီပါကို26သိန်းတို့28သိန်းတို့1လီတာကို1000ဒါမျိုးတွေရောင်းနေကြတယ်ဘာလို့ဒီလိုမောင်ခိုဈေးကွက်ဖြစ်နေလဲဆိုတော့အပြင်ဘက်မှာခုနပြောသလိုပဲလုပ်ငန်းသုံးသမားတွေကကျတော့မလောက်ဘူးလုပ်ငန်းသုံးသမားတွေမလောက်ပြီးတော့ဆိုရင်ကျွန်တော်မီးစက်တွေကျွန်တော်ဒီပလာဇာတွေဈေးဆိုင်တွေကုန်စုံဆိုင်တွေမှာတုံးတဲ့မီးစက်တွေနောက်တစ်ခါအိမ်သုံးလုပ်ငန်းတွေဒီလိုမျိုးတဲ့စီတွေကခွဲတမ်းမရတာဖြစ်တဲ့အတွက်မလောက်ဘူးဖြစ်နေဖြစ်တော့အဲ့တော့ခုနကကားသွားတန်းတဲ့သူတွေကတချို့တွေပေါ့နော်အားလုံးတော့မဆိုလို့သွားတန်းတယ်သွားတန်းပြီးရင်သူတို့ကထုတ်တယ်ထုတ်ပြီးတော့အပြင်မှာရောင်းစားတယ်ဆိုတော့ပြီးရင်သူတို့ကနောက်တစ်ခါကားကိုလာပြန်တန်းပြန်တယ်လာပြန်တန်းပြန်ထုတ်တယ်ပြန်ရောင်းစားတယ်ဆိုတော့ဈေးကွက်ကြီးကသွားဖြစ်နေအဲ့ဒါကိုလည်းတကယ်တော့ထိထိရောထိမ့်သိမ့်ဖို့ဆိုတဲ့လူတွေအများကြီးနေဆိုတော့မလွယ်ဘူးလေနော်အဲ့ဆိုအဲ့ဒီဈေးကွက်ကြီးဖြစ်နေတော့ဟိုဘယ်လိုပြောရမလဲစီဆိုင်တွေမှာသွားပြီးတော့တစ်နေတာအဲ့လိုဖြစ်နေဒါပေမဲ့လုပ်ငန်းသုံးသမားတွေကလည်းခုနပြောလို့ပဲသူတို့မှလည်းဒီကမှမရရင်ရစရာမရှိတော့အခက်ခဲတွေဖြစ်နေတယ်အဲ့လိုမျိုးညီမလေးညီမက92ရအခုလိုမောင်ကိုစီကွက်တွေပေါ်လာတော့တခြားသူတွေအတွက်ပို့ပြီးတော့ထိခိုက်ကုန်တာပေါ့ဗျာရတယ်လေမဘလောက်ဝင်မှာမလဲရရင်တော့အပြည့်နေကြတာပေါ့နဲ့ရတယ်ညီမတို့ဒီနာကိုတော်ရဲ့လေဟိုဘက်ဘေးမှာ92ရောဗမာစီရောအကုန်ရတယ်သွားအခုအေးငါလိုချင်တာစီလေအေးကျေးဇူးပဲအီရန်ဘက်ကနျူကလ িয়ার ဘုံလုပ်ဖို့စဉ်းစားလာနေပြီငင်းချင်းလားနျူကလ িয়ার လားအီရန်စစ်ပွဲရဲ့အရေးကြီးဆုံးလမ်းစုံလမ်းကွာရောက်နေပါပြီတင်ဆက်ချိန်မတ်လ28ရက်နေ့ပါခင်ဗျာအီရန်စစ်ပွဲတစ်ဖက်မှာသမ္မတဒေါ်နယ်ထရန့်ကငင်းချင်းဆွေးနွေးပွဲတွေကိုအရန်အဆင်ပြေနေပြီလို့ဝန်တာအားရကြီးညာနေပါတယ်ဒါပေမဲ့ကျန်တဲ့တစ်ဖက်မှာတော့အီရန်ကဒီအစီအစဉ်ကိုတစ်ဖက်သက်ဆန်လွန်းနေဆိုပြီးပယ်ချလိုက်ုံနဲ့မကဘဲနဲ့ငါတို့လည်းနျူကလ িয়ার ဘုံလုံးတင်ပြီဆိုတဲ့အတန်တွေအီရန်ပြည်တွင်းမှာအကျေလောင်ဆုံးထွက်ပေါ်လာနေပါတယ်အမေရိကန်ကအီရန်ရဲ့စွမ်းအင်ဆက်အောင်တွေကိုဘုံမကျဲသေးဘဲနဲ့ဧပြီလ6ရက်နေ့အထိရက်ရွှေ့ပေးထားပေမဲ့ဒီရက်ပိုင်းအတွင်းမှာကမ္ဘာကြီးတစ်ခုလုံးကိုတုန်လှုပ်စေမဲ့အပြောင်းအလဲတွေဖြစ်လာနိုင်ပါတယ်တကယ်တမ်းနောက်ွယ်မှာဘာတွေဖြစ်နေလဲအီရန်ကနျူကလ িয়ার ဘုံတကယ်လုံးတော့မလားဆိုတာကိုနောက်ဆုံးရအချက်လက်တွေနဲ့အတူကြည့်လိုက်ရအောင်ပါအခုချိန်မှာအီရန်ပြည်တွင်းရေးကအကြီးအကျယ်ပြောင်းလဲသွားပါပြီအဓိကအကြောင်းရင်းကတော့စစ်ပွဲစတင်ခဲ့တဲ့ဖေဖော်ဝါရီလ28ရက်နေ့ကတည်းကအီရန်ရဲ့အမြင့်ဆုံးခေါင်းဆောင်အလီခါမီနီကအစ္စရေးရဲ့တိုက်ခိုက်မှုကြောင့်ကွယ်လွန်သွားခဲ့လို့ဖြစ်ပါတယ်
အလီခါမင်းနီရှိစဉ်တုန်းကဆိုရင်နျူကလ িয়ার လက်နက်ဆိုတာကအစ္စလမ်ဘာသာမှာတားမြစ်ထားတယ်ဆိုပြီးဘာသာရေးအရာလုံးဝတားမြစ်ထားခဲ့တာပါဒါပေမဲ့အခုတော့သူလည်းမရှိတော့သလိုနိုင်ငံရေးအရာအလဲလက်ကြကြတွေးခေါ်တတ်တဲ့ခေါင်းဆောင်တွေလည်းလောက်ကျန်ခံလိုက်ရတဲ့အတွက်လက်ရှိမှာအီရန်မှာသဘောထားတင်းမာတဲ့တော်လှန်ရေးအဆောင်တက် IRGC ကအာဏာကိုအပြည့်အဝရတော့ပါပြီ။သူတို့ကဘာပြောလာတယ်လဲဆိုတော့ကမ္ဘာနျူကလ িয়ার စာချုပ်ကနေပြီးနှုတ်ထွက်ပြီးတော့ငါတို့ကိုယ်ပိုင်နျူကလ িয়ার ဘုံးကိုအမြန်ဆုံးလုပ်ရမယ်လို့နိုင်ငံပိုင်ရုပ်သံတွေကနေပြီးလူသိရှင်ကြားဝါဒဖြန့်လာကြပါပြီ။အီရန်ကနျူကလ িয়ার ဘုံးလုပ်ဖို့လာပိုင်းပဲလူတော့တယ်လို့အစ္စရေးကအမြဲပြောခဲ့တာမလို့အခုဆိုသူတို့တကယ်လုပ်ဖို့ဆုံးဖြတ်လိုက်ရင်ဒါကအရှိအလဲပိုင်းအတွက်အဆိုးရွားဆုံးအိမ်မက်ဆိုးကြီးဖြစ်လာတော့မှာပါ။ဒီလိုတင်းမာနေတဲ့အချိန်မှာသမ္မတဒေါ်နယ်ထရန့်ကအီရန်ရဲ့ဒီစစ်ပွဲရှေ့ကြသွားမှာဆိုလို့ရှိရင်73တီတွေရတဲ့ရှားပါလာတယ်နဲ့73တီတွေရှားပါလာတဲ့အမြကျွန်တော်တို့ကုန်တင်းနှုန်းတွေလည်းရတဲ့ပို့ပြီးတော့မြင့်တက်လာတယ်ဗျအဲကြောင့်ကျွန်တော်တို့ငွေကြေးတွေကိုအလွယ်တကူမသုံးဆွဲဖို့နဲ့တေချာလေးစုဆောင်းတာဖို့ကျွန်တော်အနေနဲ့အကြံပြုချင်ပါတယ်ငွေကြေးကိုစနစ်တကျစီမံခန့်ခွဲပြီးတော့အသုံးပြုကြပါဗျာလျှက်စစ်နဲ့စွန့်ရင်အဆောင်အုံတွေကိုဘုံကျဲမဲ့အစီအစဉ်ကိုAPလ6ရက်နေ့အထိ10ရက်တိတိဆိုင်းငံ့ပေးထားမယ်လို့ကြေညာလိုက်ပါတယ်ဒါကငင်းငင်းဆွေးနွေးပွဲတွေကောင်းကောင်းမွန်မွန်သွားနေရလို့ဆိုပြီးသူကဆိုပါတယ်ဒါပေမဲ့အီရန်ရဲ့တာဝန်ရှိသူတွေကတော့လုံးဝသဘောမတူပါဘူးပါကစ္စတန်ကနေပြီးတဆင့်ပေးပို့လာတဲ့အမေရိကန်ရဲ့15ချက်ပါငင်းငင်းရေးအစီအစဉ်ကအီရန်ခေါင်းဆောင်ပိုင်းကတေချာလေ့လာပြီးတဲ့နောက်မှာဒါကအမေရိကန်နဲ့အစ္စရေးရဲ့အကျိုးစီးပွားအတွက်ပဲကြည်ထားတဲ့တစ်ဖက်သက်ဆန်လုံးတဲ့အစီအစဉ်ပဲလို့မှတ်ချက်ပေးခဲ့ပါတယ်အီရန်ဘက်ကဘာတွေပြန်ပြီးတောင်းဆိုထားပါသလဲသူတို့ကိုအခုလိုဝင်တိုက်တဲ့အတွက်နင့်နာကြီးပေးရပါမယ်ပြီးတော့နောက်မတိုက်ခိုက်ဖို့အာမခံချက်ပေးရမယ်ပြီးတော့ဟော်မုတ်ရေလက်ချားကိုအီရန်ကတရားဝင်ထိန်းချုပ်ခွင့်ရရမယ်လို့တင်းတင်းမာမာပြန်ပြီးတော့တောင်းဆိုထားပါတယ်ဒီလိုလွန်ဆွဲနေတဲ့အချိန်မှာကမ္ဘာစီးပွားရေးကအကြီးအကျယ်ထိခိုက်နေပါပြီဟော်မုတ်ရေလက်ချားပိတ်သွားတဲ့အတွက်ရေနံစိမ်းဈေးကအများကြီးတက်သွားသလိုစီးပွားရေးအတွက်အရေးကြီးတဲ့မြေဩဇာဈေးတွေကလည်း90%လောက်ထိုးတက်သွားပါတယ်ဒေါ်နယ်ထရန့်ကတော့ယုံကြည်မှုတိစောက်တဲ့အနေနဲ့ရေနံတင်မော10စီးလောက်ဖြတ်တန်းသွားလာခွင့်ပေးဖို့အီရန်ကိုအကြံပြုထားပါတယ်။စီးရေးရကြည့်ရင်လည်းအခြေအနေကပြင်းထန်နေသေးဖြစ်ပါတယ်။အမေရိကန်စစ်ဌာနချုပ်ပင်တဂွန်ကအမေရိကန်သမိုင်းမှာပထမဆုံးအကြိမ်ဖြစ် drone speed boat တွေကိုအီရန်ကိုစောင့်ကြည့်ဖို့အသုံးပြုနေပြီလို့အတည်ပြုထားပါတယ်။သမ္မတဒေါ်နယ်ထရန့်အတွက်စီးရေးအရာရွေးချယ်စရာပုံများအောင်နောက်ထပ်မြေပြင်တပ်ဖွဲ့ဝင်1000အထိအရှိလေပိုင်းကိုထပ်စီလုပ်ဖို့ပြင်ဆင်နေလို့ Wall Street Journal ကဖော်ပြထားပါတယ်။တစ်ဖက်စကားတွေပြောနေပေမဲ့လက်နက်တွေကတော့မနာသေးပါဘူး။ကြာတာပရင်းဒီမှာလည်းအီရန်ကအစ္စရေးနိုင်ငံတဲအပစ်မြို့နယ်ဟိုင်ဖာမြို့တွေကိုဒုံးကျည်တွေအများအပြားပစ်ခတ်ခဲ့ပါတယ်။အစ္စရေးဘက်ကလည်းအီရန်တောင်ပိုင်းကဘန်နာအဘတ်စ်နဲ့ရှီရက်မြို့တွေကိုပြန်ပြီးတော့တိုက်ခိုက်ခဲ့ပါတယ်။အီရန်ကသူတို့ရဲ့မဟာမိတ်ဟစ်ဘိုလာပါဝင်တဲ့လက်ဘနွန်အပြစ်ခတ်ရစဲကိုပါဒီအစီအစဉ်နဲ့ထည့်သွင်းဖို့တောင်းဆိုထားပေမဲ့အစ္စရေးကတော့လက်ဘနွန်မြောက်ပိုင်းမှာတိုက်ခိုက်မှုတွေဆက်လုပ်နေပြီးတော့လူသေဆုံးမှုတွေကလည်းရှိနေသေးဖြစ်ပါတယ်။အချုပ်ပြောရရင်လာမဲ့ဧပြီလ6ရက်နေ့အထိရရှိထားတဲ့ဒီ10ရက်တာအချိန်ကလေးကအလွန်ပဲအရေးကြီးပါတယ်။အခုကျွန်တော်တို့ရောက်နေတာကအလွန်ကြောက်စရာကောင်းတဲ့မှုန်တိုင်းကြီးတစ်ခုရဲ့အလဲဘိုကခဏတာလင်းငိမ့်နေတဲ့အချိန်မျိုးဖြစ်နေနိုင်ပါတယ်။သမ္မတဒေါ်နယ်ထရန့်ပေးထားတဲ့ဒီဧပြီလ6ရက်နေ့အထိအချိန်ဆိုင်ငံ့မှုကတကယ်ပဲငြိမ်းချမ်းရေးအတွက်အလင်းရောင်လားဒါမှမဟုတ်နှစ်ဖက်စလုံးကအကြီးမားဆုံးတမိုင်းဝင်ထိုးစစ်ကြီးအတွက်နောက်ွယ်မှာလက်နက်တွေကိုအတန်တိတ်ကြီးဖြစ်နေတဲ့အချိန်အားဆိုတာကတော့တိတ်မကြခင်မှာအဖြစ်ပေါ်လာတော့မှာပါတေချာတာတစ်ခုကတော့ကမ္ဘာစီးပွားရေးနဲ့အရှိလေပိုင်းရဲ့ကံကြမ္မာကဒီရပိုင်းလေးအပေါ်မှာလုံးလုံးလျားမူတည်နေပါတယ်ဒီရုပ်တံကနိုင်ငံတကာသတင်းရင်းမြစ်တွေကိုအခြေခံပြီးရှင်းပြထားတာဖြစ်ပြီးတော့စစ်ပွဲအခြေအနေတွေကြောင့်အချက်လက်တွေအချိန်နဲ့မျှပြောင်းလဲနိုင်ပါတယ်ဟုတ်ကဲ့ပါတည်င်းနဲ့လူစုမသက်တဲ့အကြောင်းအရာလေးတွေကိုနေ့တစ်ပုံမှာတစ်ဆက်ပြမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe နှိပ်ထားနေပါတယ်ဒီဘုံနဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့ရဲ့ထင်မြင်စကြက်လေးတွေကိုလည်းအောက် comment မှာရေးပေးတော့ခဲ့ပါဦးခင်ဗျာ